မတွေ့ရလဲကြာပြီမျိုးတို့ကြီးဒီနေ့မှာတော့မော်လိုက်ကျွေးမှာဖြစ်ပါတယ်နိုရာဘရိတ်ဂရီကထုတ်တဲ့မုံကိုကျွေးမှာဖြစ်ပါတယ်ဒီကြကွေးစားလားစားတယ်ကြကွေးနဲ့ site to guide တို့ဈေးနှုန်းတူရဟာလေးကျွေးမယ်မသိနေတယ် Oh my god ဟဲ့ရော တကယ်ကျွေးရအာတော့ရ ဖတ်ပြအောင်လေတဟုတ်လား အရကမတူလား ရတာမတူသူကအရတာရေးပါတယ်ဒီကောင်ဆို strawberry နဲ့ဒီကောင်ဆိုရင်ဟို cheese နဲ့ထွက်ချက် roll လေးချင်းနေ ကောင်းပါရဲ့စိတ်နေရပဲအရကောင်းတယ် ကျေးဇူးပါနော်ပြင်နေမယ်နော် ကျေးဇူးပါ ကြကွေးစားဘူးလား စောင်း ဒီကြကွေးနဲ့ site to guide တို့ဈေးနှုန်းတူတဲ့မုံလေးကျွေးမယ်ပေါ့လက်လေးဖြတ်လာလိုက်လက်ဖြတ်လာလိုက်ငယ်တော့စားပြပါလားကို sweet potato ဆိုတာရှိတယ်အဲ့ဒီစားမလားစားကြည့်လိုက်ကွာစင်ပြေလို့လားမင်းကြည့်ရသိလားတက်တက်ကြိုင်လာရော မကိုင်းဘူးညာ ကြိုင်လို့မရလားရောအားလုံးဖွင့်ကြည့်ပါတက်စားတက်စားလိုက်ကွာကျေးဇူးတင်ပါတယ် ကျေးဇူးတင် ဖိုင်ဖိုင်တော့ဒါလေးပဲယူပါလိုက်ကျင်လိုက်မယ်โอเคကျေးဇူးပါပြကြဝေးစားလား စားတယ် ပြကြကွေးနဲ့ site to guide တို့ဈေးနှုန်းတူတဲ့ဟာလေးကျွေးမယ်ဗျာတယ်လေးပြတ်တာဟုတ်လားဖက်ပြန်လာအောင်မလျုံတာတော့လာစားပြပါရတာလေးပါညာသိရအောင်ဒါလေးတစ်ချက်သားလေးဟောဒါပါလေရိုက်လေကြိုက်တယ်စားလိုက်ပူတင်းစားမှာလားစားကြည့်လိုက်ဖောက်ပေးရမလား ကောင်းကောင်းတယ်လားကျေးဇူးတင်ပါတယ်နော် ပြီ ပြန်နေမယ်နော် ဟုတ် โอเคပါ ရတယ် ပြကြကွေးစားလား စားတယ် ပြကြကွေးနဲ့ site to guide တို့ဈေးနှုန်းတူတဲ့ဟာလေးကျွေးမယ်လက်လေးဖြတ်တာဟုတ်လားဩအများကြီးထပ်ပေးမှာဘုံပြုတ်ကြတော့ ကျေးဇူး စားကြည့်ပါလားတခုအခုသိလား မသိဘူး ရရအဲ့ဒါစားကြည့်လိုက်ပူတင်းစားမလားချစ်စားမလား ချစ် ချစ်နေ ကောင်းတယ် ကျေးဇူးပါနော်ပြကြကွေးနဲ့ site to guide တို့ဈေးနှုန်းတူတဲ့ဟာလေးကျွေးမယ်ဗျာလက်လေးဖြတ်တာပါလားတစ်ဖက်တည်းလားအများကြီးပါလို့စိတ်တက်စားလို့ရတယ်နော်စားပြပါလား strawberry ပါတယ် တကယ်ကြီးစားရပြီပဲ နည်းနည်းတော့စားပြလိုက်လေသိလိုက်ဦးရအောင်ဆုံးလုံးစားလိုက်လေရတာလေးတီးသွားဘာရတာလေးစားဟိုက strawberry ပေါ့နော်ကောင်ကကြောက် cream နဲ့စင်ပြေလားသွားကိုက်နေရလားဩကျေးဇူးပါနော်ပြန်နေမယ်နော်โอเคပါโอเคဒီနေ့မှာတော့ Nora Bakery ကနေပြီးတော့ထုတ်တဲ့မုံလေးတွေကိုလိုက်ပြီးတော့ကျွေးခဲ့ရဖြစ်ပါတယ်ဈေးနှုန်းကတော့အကြကွေးဈေးနှုန်းလောက်ပဲရှိရပေါ့နော်အရင်လည်းကောင်းပါရဲ့ဝယ်စားကြည့်ပါကြည့်လေးဆိုတော့ကောင်းတယ်ကျေးဇူးတင်ပါတယ်